ကျွန်တော်ကစာသင်ခန်းထဲမှာအမြဲတမ်းပေါက်အပြင်ကိုပဲငေးနေတဲ့ကလေးတယောက်ပါဆရာမတွေကကျွန်တော်ကိုခဲတံပြပြီးတတိပေးတဲ့တခါတလေလူကိုနဲ့တောင်ရိုက်တယ်ကျွန်တော်စူးစမ်းပြီးစာကိုအာရုံစိုက်ချင်ပေမဲ့ကျွန်တော်မျက်လုံးထဲမှာတော့စာလုံးတွေနဲ့နံပါတ်တွေကအမြဲကောက်ခုန်နေတယ်လို့ဖြစ်နေခဲ့တယ်ဘာကူမှနားမလည်နိုင်ခဲ့ဘူးဘာလို့လဲဆိုတော့ကျွန်တော်က dyslexia ဆိုတဲ့စာဖတ်ခက်ယောဂနဲ့မွေးဖွားလာခဲ့တာကြောင့်ပဲဒေါသထွက်ပြီးစိတ်ပြက်လွန်းလို့ကျွန်တော်စာအုပ်တွေနဲ့ကြောကိုအိတ်ကိုတောင်ပြစ်ချလိုက်တယ်ဒီနေ့မှာဆရာမကကျွန်တော်ကိုစာဖတ်ခိုင်းတယ်ကျွန်တော်ကစာလုံးတွေကကောက်ခုန်နေတယ်လို့ပြောပေမဲ့သူမကအော်ပြီးဖတ်ခိုင်းနေစေနောက်ဆုံးမှာတော့အတိတ်ပဲမရှိတဲ့အတန်တွေပဲထွက်လာခဲ့တယ်အတန်သားအားလုံးဝိုင်းရကြပြီးကျွန်တော်ကိုအတန်းထဲကနေနှင်ထုတ်လိုက်တယ်အဖေကကျွန်တော်ရလက်ဆိုးတွေကြောင့်အရန်ဒေါသထွက်သွားပြီးရက်ဆက်တဲ့ဆုံးဖြတ်ချက်တစ်ခုချလိုက်တယ်ကျွန်တော်ကို boarding school ပို့လိုက်တာပဲမိသားစုနဲ့ခွဲခွာလိုက်ရတဲ့အချိန်မှာကျွန်တော်တကယ်ကိုတယောက်တည်းကြံခဲ့တယ်လို့ခံစားရတယ်အဲ့ရပုံမှာနိုင်ငံထိုင်နေတဲ့အစားတော်မစားချင်တော့ဘူးရေချိုးကန်းထဲမှာတိတ်တိတ်လေးငူခဲ့တယ်စာအုပ်ထဲကစာလုံးတွေကတော့ကြောက်စရာပင်ကူတွေလို့ပြောင်းသွားပြီးကျွန်တော်ကိုတွာလာနေတယ်လို့ထင်ရတယ်စူးပူပြစ်တင်တန်တွေနဲ့လောင်ပြောင်တန်တွေကြားမှာကျွန်တော်ကငါကငွေရပါမိုက်စားကောင်းပဲလို့ယုံကြည်သွားခဲ့တယ်ဒါပေမဲ့အရာအလုံးပြောင်းလဲသွားတာက article အစ်စ်မနဲ့ကမရောက်လာတဲ့နေ့ကပဲတခြားဆရာတွေလို့မဟုတ်ပဲသူကဟာတာကောင်ဝစ်စုံဝစ်လာတယ်စာတင်ခန်းကိုပျော်ရွှင်မှုတွေနဲ့ပြည့်စေတယ်ကျွန်တော်တို့ကိုလွတ်လပ်စွာပကြီးဆွဲခိုင်းတယ်တနေ့မှာကျွန်တော်ငိုင်နေတော့သူကနောက်တစ်ပုတ်ကိုကြည့်ပြီးစာလုံးတွေကိုပြောင်းပြန်ရေးထားတာသတိထားမိသွားတယ်အဲ့ဒီအချိန်မှာပဲကျွန်တော်ရဲ့ပြဿနာကိုသူနားလည်သွားခဲ့တယ်နောက်နေ့မှာတော့သူကစာဖတ်ရခက်တဲ့ကောင်းလေးတယောက်အကြောင်းပြောပြတဲ့စာအုပ်တွေကိုစုပ်ဖြတ်တတ်ပြီးလူတိုင်းကအယူလို့ခေါ်ခဲ့ကြတဲ့ကလေးတယောက်ဒါပေမဲ့နောက်ဆုံးမှာအဲ့ဒီကောင်လေးက Albert Einstein ဖြစ်နေခဲ့တယ်အဲ့ဒီအချိန်မှာကျွန်တော်ပထမဆုံးအချိန်ပြုံးမိခဲ့တယ်သူကစိတ်ရှိရှိနဲ့အတန်ထွက်တွေပကြီးတွေ clay တွေတုံးပြီးကျွန်တော်ကိုစာလုံးပေါင်းတင်ပေးခဲ့တယ်နောက်ဆုံးမှာတော့ကျွန်တော်စာရေးနိုင်လာတယ်တွက်ချက်နိုင်လာတယ်ကျောင်းရဲ့ competition မှာပထမဆုရတဲ့နေ့မှာတော့ကျွန်တော်သူ့ကိုတင်းတင်းကြပ်ကြပ်ဖတ်လိုက်တယ်သူကကျွန်တော်ကိုစာပဲတင်ပေးခဲ့တာမဟုတ်ဘူးကျွန်တော်ဘဝတစ်ခုလုံးကိုပြောင်းလဲပေးခဲ့တာပါ